ကြာခင်မှာကျွန်တော်ရောက်တော့မှာဖြစ်တယ်ဒီမှာရှိတဲ့လူငယ်တွေလည်းကြိုးစားကြတယ်ဆိုတော့2025ခုနှစ်ကတော့ကျွန်တော်ဆူဆူကောင်းကောင်းကျွန်တော်ကောင်းဆုံးနဲ့ကျွန်တော်ကြုံပြခဲ့ပြီးအခုကနောက်ဆုံးရက်နောက်ဆုံးလနောက်ဆုံးအချိန်ဖြစ်တယ်ဆိုတော့မကြာခင်မှာ2026ခုနှစ်ကိုကျွန်တော်ရောက်တော့မှာဖြစ်တဲ့အတွက်2026ခုနှစ်အတွက်ဒီနေ့ကျွန်တော်သတင်းစကားလေးတစ်ခုပါချင်တယ်အဲ့ဒါကဘာလဲဆိုလို့ဆိုရင်တတိနှစ်တက်တိရှိဖို့ရအတွက်ဆိုတဲ့ခေါင်းစဉ်လေးကျွန်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်ဟိုတနေ့ကကျွန်တော်အိမ်မနေနေနဲ့ကျွန်တော်အတွေ့တစ်ခုဝင်လာတယ်ပေါ့နော်ဆိုဒီလိုနှစ်ကြီးဒီလိုမျိုးကာလာကြီးတဲ့မှာကျွန်တော်ကျေးဇူးတော်ကြောင့်ခရစ်စမတ်နဲ့ပြီးသွားတယ်နှစ်တိကူလည်းကျွန်တော်ရောက်တော့မှာဖြစ်တယ်ဆိုတော့ကျွန်တော်စဉ်းစားတယ်ဘုရားကောင်းကြီးကျွန်တော်ရည်တွက်တဲ့အခါမှာဘုရားကောင်းကြီးကအင်မတန်မှကြီးမားပါလားရည်တွက်တော့မကုန်ဘူးလို့ကျွန်တော်ခံစားရတယ်ဆိုတော့ဘုရားကကျွန်တော်ဘယ်လိုစကားပြောတယ်လဲဆိုလို့ဆိုရင်2026ခုနှစ်ကတဲ့တတိနဲ့အတူတတိရှိဖို့လိုအပ်တယ်ဆိုပြီးဘုရားကကျွန်တော်ကိုစကားပြောခြင်းကျွန်တော်ရတယ်ဆိုတော့အဓိကတော့ကျွန်တော်စာလံ23နှစ်မှာရှိတဲ့အကြောင်းအရာတွေဖြစ်တယ်ဆိုစာလံ23ကိုကျွန်တော်အားလုံးရပြီးသားဖြစ်တယ်ကျွန်တော်ဘုရားဒီငါ့ရဲ့တိုးတက်ဖြစ်တော်မူ၏ငါဒီစင်းမခံရစိတ်နှံသောကျဆာအရနိုင်ငါ့ကိုအိစီတယ်ဒါတော့မင်းတို့လမ်းပြတယ်ငါဝိညာဉ်ကိုအဖြစ်စေတယ်ဆိုဒီရတယ်ကျွန်တော်ကြည့်တဲ့အခါမှာတူးထင်းရဲ့ဥဆောင်မှုကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့နောက်နှစ်2026ခုနှစ်မှာဒီမှာရှိတဲ့လူတွေမိသားစုအရောက်ချင်းစီတိုင်းတတိနဲ့အတူတတိရှိဖို့ရတယ်ကျွန်တော်ခွာပေးချင်တယ်တတိလို့ပြောတဲ့အခါမှာကျွန်တော်တို့ကနေရာတစ်ခုခုကိုကျွန်တော်သွားမယ်ဆိုလို့ဆိုရင်တတိရှိနဲ့သွားတော့ဒါကကျွန်တော်ဘာအတွက်လဲဆိုလို့ဆိုကျွန်တော်တို့ကိုချူတင်ပြင်ဆင်ဖို့ရမယ်ဖြစ်တယ်ဥပမာကျွန်တော်တခြားနေရာသွားတဲ့အခါမှာကဲဘာဖြစ်ဒီတတိရှိနဲ့သွားတော့လို့ပြောတဲ့အခါမှာအဲ့ဒီနေရာကိုဘယ်လိုသွားရမလဲဆိုပြီးတော့ကျွန်တော်ပြင်ဆင်မှုဖြစ်တယ်ဆိုတော့ဒီမှာရှိတဲ့ရုပ်ကျွေးမိသားစုတွေကိုမှသားသမီးတွေကျွန်တော်ရှိနိုင်တယ်ကိုမှမိသားစုတွေပြီးတဲ့အခါမှာအသင်းတော်တွေလည်းကျွန်တော်တို့ရှိတယ်ပြည်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လူတိုင်းကကျွန်တော်တွေကခေါင်းဆောင်ဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့အတွက်ခေါင်းဆောင်ကိုကျွန်တော်တို့ကိုပေးထားတာဖြစ်တယ်ကျွန်တော်တွေကကိုခေါင်းဆောင်မဟုတ်ဘူးလို့ထင်နေမယ်ကျွန်တော်တွေကခေါင်းဆောင်တဲ့သူတွေဖြစ်တယ်မိသားစုမှာဆိုလို့ဆိုရင်မိခင်နဲ့ဖခင်တွေကဥဆောင်တဲ့သူခေါင်းဆောင်တွေဖြစ်တယ်အတင်းတော်မှာဆိုလို့ဆိုရင်အမှုတော်ဆောင်နေတဲ့တထောက်လူကြီးတွေအတင်းတော်ဥက္ကဋ္ဌတွေကဥဆောင်တာဖြစ်တယ်နိုင်ငံတော်မှာဆိုလို့ဆိုရင်တော့နိုင်ငံခေါင်းဆောင်တွေကနိုင်ငံသူနိုင်ငံသားတွေကိုဥဆောင်တာဖြစ်တယ်ဆိုတော့ခေါင်းဆောင်ရှိတယ်ဆိုလို့ဆိုရင်နောက်လိုက်တဲ့သူတွေရှိတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့တွေကထာဝရဘုရားဒီငါ့၏တိုးတင်ဖြစ်တော်မူ၏အဲ့ဒီတိုးတင်ကဘာလို့ပေးတယ်လဲဆိုလို့ဆိုရင်စိန်လန်းသောချက်စာရက်ကိုပို့ဆောင်တယ်မြစ်တာရသောမြစ်နားတွေကိုပို့ဆောင်ပေးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီတိုးတင်ကသူကသူ့ရဲ့တိုးတွေကိုလမ်းပြပို့ဆောင်ဖို့ရတဲ့ကောင်းတဲ့နေရာတွေကိုပို့ဆောင်ဖို့ရတဲ့ဘာလို့ရတယ်လဲဆိုရင်သူ့မှာတတိအမြဲတမ်းရှိရတာဖြစ်တယ်သူ့မှာတတိမရှိဘူးဆိုလို့ဆိုရင်သူ့နောက်လိုက်တဲ့သူတွေတခြားသောအဒီရနဲ့ကြုံတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီမှာရှိတဲ့မိသားစုတွေလည်းကိုယ့်ရဲ့မိသားစုကိုအမြဲတမ်းတတိနဲ့ဥဆောင်ပါဆိုတာလေးကိုကျွန်တော်ပြချင်တယ်2026ခုနှစ်မှာကျွန်တော်တို့ရဲ့မိသားစုကိုတတိနဲ့အမြဲတမ်းဥဆောင်ပါကိုယ့်ရဲ့မိသားစုအမျိုးသားလေးဆိုလို့ဆိုတော့ကိုယ့်ရဲ့အမျိုးသမီးကိုတတိနဲ့ဥဆောင်ပါကိုယ့်ရဲ့သားတွေကိုသူ့ရဲ့သမီးတွေကိုတတိနဲ့အမြဲတမ်းဥဆောင်ပါဆိုဘုရားသခင်ကလည်းသူ့ရဲ့သားသမီးတွေကိုအမြဲတမ်းတတိနဲ့ကြည့်ရှုဆောင်ပါလေဆိုတော့ဒီနေ့ကျွန်တော်တွေ့ရတယ်စာလံ121မှာဘယ်လိုပြောတယ်လဲဆိုရင်ဘုရားသခင်ကနေအားဖြင့်၎င်းနဲ့မိုးတိမ်အားဖြင့်၎င်းစသဖြင့်ဘုရားသခင်ကသူ့ရဲ့လူမျိုးတွေကိုအမြဲတမ်းတတိနဲ့ဆောင်ပါကြည့်ရှုတယ်ဆိုတော့ဒီနေ့ကျွန်တော်တွေ့ရတယ်ဆိုတော့တိုးထိန်ကသူ့ရဲ့တိုးတွေကိုတတိနဲ့တာမကြည့်ရှုမဆောင်ရှောက်ဘူးဆိုလို့ဆိုရင်သူ့ရဲ့နောက်လိုက်တိုးတွေကပြည့်စည်ပါဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အမျိုးသားအမျိုးသမီးတွေမိသားစုတွေကိုလည်းတတိနဲ့ကြည့်ရှုဆောင်ရှောက်ဖို့ရတယ်ဒီနေ့ကျွန်တော်ခွန်အားပေးချင်တယ်ပြီးတဲ့အခါမှာအတင်းတော်မှာရှိတဲ့ခေါင်းဆောင်တွေလည်းကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့အတိတ်တင်သားတွေကိုလည်းကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းတတိနဲ့အမြဲတမ်းဥဆောင်ဖို့ရလို့ကကျွန်တော်ခွန်အားပေးချင်တယ်ဆိုတော့ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့နောက်ကိုလိုက်တဲ့တူးတွေဒီမှာရှိတဲ့သားသမီးတွေပြီးတဲ့အခါမှာမိခင်တွေဖခင်တွေကလည်းကိုယ့်ရဲ့သားသမီးတွေလမ်းမမအောင်အမြဲတမ်းတတိနဲ့ကိုယ့်ရဲ့သားသမီးတွေကိုကိုယ့်ရဲ့မိသားစုကိုပူးဆောင်ပါဆိုပြီးတော့2026ခုနှစ်အတွက်ကျွန်တော်သတင်းစကားပါချင်တာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုလို့ဆိုရင်တတိဖြစ်တယ်တတိဆိုတာကကျွန်တော်တို့မှာတတိရှိဖို့ရတယ်လို့ကျွန်တော်အင်မတန်မှအရေးကြီးတာဖြစ်တယ်ဒီနေ့တိုး
တိုးထင်းကတိုးတွေကိုဥဆောင်တဲ့အခါမှာစိတ်လက်တို့ချက်စားရအရက်ကိုပူဆောင်ဖို့ရတဲ့ကောင်းမှုနဲ့မြက်ခင်းပြင်းနေစားစရာတွေတောက်စရာတွေကိုပူဖို့ရတဲ့သူ့မှာတတိရှိဖို့လိုတာဖြစ်တယ်ဒီနေရာကကောင်းသလားဒီနေရာကမကောင်းဘူးလားဆိုတော့သူ့မှာအမြဲတမ်းတတိနဲ့ကြည့်ရှုပြီးတော့ဒီနေရာကိုပူဖို့ရတဲ့သူ့မှာတတိအမြဲတမ်းရှိဖို့ရတဲ့ဒီနေ့ကျွန်တော်လိုတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့မိသားစုကိုဥဆောင်တဲ့ခါမှာလဲကျွန်တော်တို့ရဲ့အတင်းတော်ကိုဥဆောင်တဲ့ခါမှာလဲနိုင်ငံကိုဥဆောင်တဲ့ခါမှာလဲကျွန်တော်တို့တွေကတတိရှိဖို့ရတဲ့ဒီနေ့ကျွန်တော်တို့ကအင်မတန်မှလိုတာဖြစ်တယ်ဒီနေ့စာလ23ကိုကျွန်တော်တင်ချင်တဲ့ကြည့်တဲ့ခါမှာတိုးချင်းကသူ့ရဲ့တိုးတွေကိုဥဆောင်တဲ့ခါမှာအမြဲတမ်းတတိရှိတယ်လို့သူ့တတာထင်မှာအမြဲတမ်းတတိနဲ့တတိရှိတယ်ဆိုတော့ဒီနေ့ကျွန်တော်တွေ့ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့မိသားစုကျွန်တော်တို့ရဲ့သားသမီးတွေကိုကိုယ်တွေကအမြဲတမ်းတတိနဲ့ဥဆောင်ပါအမြဲတမ်းတတိဘုနော်တတိလို့ပြောတဲ့အခါမှာဘာဖြစ်ဖြစ်အရာမဆိုဂီယူတစ်ဆိုင်လေးနဲ့ကိုယ့်ရဲ့သားသမီးကိုအမြဲတမ်းတတိနဲ့ကြည့်ရှုပါဆောင်ပါပြီးတဲ့အခါမှာကိုယ့်ရဲ့သားသမီးတွေအတွက်ဘယ်အရာမဆိုတတိရှိနဲ့ဥဆောင်ဖို့ရတယ်ဒီနေ့ကျွန်တော်တို့ကအမြဲတမ်းလိုတာဖြစ်တယ်အမြဲတမ်းတတိနဲ့အတူတတိမွေးပြီးတော့ကျွန်တော်တို့ရဲ့သားသမီးမိသားစုတွေကိုဥဆောင်ဖို့ရတယ်ဒီနေ့ခွန်အားပေးချင်တယ်ကိုသားသမီးတွေကိုလည်းကိုရီးယားဒီအရာကမှားတယ်ဆိုလို့ရှိရင်မှားတဲ့အရာကိုတတိရှိနဲ့ပြောဆိုတတ်ဖို့ဆုံးမတတ်ဖို့လွတ်တာဖြစ်တယ်ကိုရီးယားတတိရှိနဲ့ကိုသားသမီးကိုမပြောရဘူးမဆိုရဘူးဆိုလို့ဆိုတော့ကိုရဲ့သားသမီးတွေကလမ်းလွဲတော့မှာဖြစ်တယ်ဒီနေ့တိုးထင်းကတိုးတွေကိုဥဆောင်တဲ့အခါမှာတတိရှိနဲ့ဥဆောင်သူတတိနဲ့လည်းတိုးတွေကိုဥဆောင်တယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောကျွန်တော်ထောင်လာရဲ့ကျွန်တော်တို့ရဲ့ဘုရားသခင်ကကျွန်တော်တို့အမြဲတမ်းလမ်းပြပေးတယ်စာလကျမ်းကဘယ်လိုပြောလဲဆိုရင်ဘုရားသခင်ကကျွန်တော်တို့ကိုအမြဲတမ်းလမ်းပြပေးတယ်ကျွန်တော်တို့ရဲ့ညီခွဲဖြစ်တယ်ကျွန်တော်တို့ရဲ့အလင်းဖြစ်တယ်ဆိုပြီးတော့တမန်ကျမ်းစာထဲမှာဒီနေ့ကျွန်တော်တွေ့ရသလိုဒါကြောင့်2026ခုနှစ်2025ခုနှစ်ကျွန်တော်တို့ January လနေပြီးတော့ December လဒီဘုရားရှင်ကကျွန်တော်တို့ကိုလမ်းပြပို့ဆောင်ပေးတယ်ဆိုသည်ဖြစ်စေကောင်းသည်ဖြစ်စေကျွန်တော်တို့ကအများကြီးကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်သူ့ပေမဲ့ဘုရားရှင်ကကျွန်တော်တို့ကိုအကောင်းဆုံးပို့ဆောင်ပေးတယ်ဆိုတော့တချို့သောသူများနှစ်တည်းမှာပျော်ရွှင်ခြင်းပေမဲ့မပျော်ရွှင်နိုင်ခဲ့ရတဲ့သူတွေလည်းအများကြီးရှိသလိုတချို့တွေဆိုလို့ဆိုရင်နှစ်တည်းအတွက်အမျိုးနဲ့ပျော်ရွှင်ကြတယ်မူရတော့စားပြီးတော့လားစသဖြင့်ပျော်ရွှင်ကြတယ်ဆိုတော့တို့ဘလို့ပဲပျော်ရွှင်ဒီနေ့ယုံကြည်သူတွေဆိုတာကနှုတ်ကပတ်တော်တမန်တရားနဲ့ပျော်ရွှင်ဖို့ရတဲ့ဝိလျော်ဖို့ရတဲ့ကျွန်တော်မှာလွယ်တာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တွေကဘယ်နေရာကိုပဲရောက်ဒီကနေဘယ်ကိုပဲပြောင်းဒီကနေဘယ်ကိုပဲသွားရှိတဲ့နေရာမှာဖခင်ကိုမမေ့ဘဲနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်တမန်တရားအတိုင်းရှိဖို့ရတဲ့လွယ်တာဖြစ်တယ်ကျွန်တော်ရှိတဲ့နေရာကယုံကြည်သူရှိပြီးစေမယုံကြည်သူရှိတဲ့ဘလို့အချင်းချင်းမျိုးမှာဖြစ်တမန်တရားကိုဆွဲကန်ဖို့ရတဲ့လွယ်တာဖြစ်တယ်ဒါကြောင့်2026ခုနှစ်ကကျွန်တော်တတိနဲ့အတူတတိရှိဖို့ရတဲ့အင်မတန်မှလွယ်တာဖြစ်တယ်ကျွန်တော်တွေကဒီအရာကအင်မတန်မှအရေးကြီးတာဖြစ်တယ်ဒါကြောင့်လို့ဒီနေ့ကျွန်တော်ဒီတနှလုံးလေးအကြောင်းလေးကိုကျွန်တော်မိသားစုရဲ့ချင်းစတဲ့ကိုကျွန်တော်သတင်းစကားပေးချင်တယ်ဒီအရာကိုဆွဲကိုင်မှာ2026ခုနှစ်ဒီနေ့တရက်နေ့ January လကနေစပြီးတော့ကျွန်တော်တို့နှစ်ဆုံးထိတိုင်အောင်ကျွန်တော်တွားဖို့ရန်အလို့ကနေတတိနဲ့အတူတတိရှိဖို့ရန်အတွက်ဒီခေါင်းစည်းလေးနဲ့ကျွန်တော်ဆာလန်ဆီယာရဲ့တိုးထင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ကျွန်တော်ခွန်အားပေးတဲ့တုံးချင်တာဖြစ်တယ်။ရောက်တဲ့အခါမှာဒီဆာလန်23ကိုပြန်ဖတ်ကြည့်ပါ။ဆာလန်23ထဲမှာတိုးထင်းရဲ့လုပ်ငန်းကဒီနှစ်ချက်ကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဒီသားစုမှာလည်းမိခင်တွေဖခင်တွေကအမြဲတမ်းတတိရှိဖို့ရတာဖြစ်တယ်။ဒီတဲ့အခါမှာတာသမီးတွေအတွက်မိသားစုတွေရှိမှမမမရဲ့တည်ဖို့ရတဲ့တတိကျွန်တော်မှရတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တွေကဒီနှစ်ချက်လေးနဲ့ကျွန်တော်2026ခုနှစ်ဒီနေ့တောင်လုံးဒီနှစ်ခုလေးနဲ့ကျွန်တော်တို့ဖြတ်တန်းပြနေလို့ကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်